ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျ Sport A2 ဒီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အာဆနယ်အသင်းအက်တလက်တီကိုမက်ဒရစ်ကိုအနိုင်ယူပြီးချန်ပီယံလိဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့တဲ့ပွဲကမြင်ခဲ့ရတဲ့အချက်၅ချက်ဘူကာရိုဆာကာကိုထူးခြားတဲ့ကစားသမားလို့ချီးကျူးခဲ့တဲ့ဒက်ကလန်ရိုက်စ်စီမီယိုနီရဲ့ပယ်နယ်တီတောင်းဆိုတဲ့ဖြစ်စဉ်ကိုသုံးသပ်ခဲ့တဲ့အော်နရီစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အာဆနယ်အသင်းကအက်တလက်တီကိုမက်ဒရစ်ကိုအကြက်တဲကြားကနေထိန်းချုပ်ကစားပြီးအနိုင်ယူကနှစ်ပေါင်း20အတွင်းပထမဆုံးအချိန်ဖြစ်ချန်ပီယံလိဗိုလ်လုပွဲစီကိုတက်လှမ်းသွားနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့ဘက်ကမက်ဒရစ်မှာတကူတကူနဲ့တည်ကြခဲ့တဲ့ကဏ္ဍတို့ကအခုအိမ်ခွင်းပွဲစဉ်မှာတော့အလုပ်ဖြစ်မဲ့ကစားပုံမျိုးနဲ့ပွဲကိုဆုံးသတ်နိုင်ခဲ့ပြီးဒီရာသီပြိုင်ပွဲအတွင်းရှုံးမဲမရှိမှတ်တမ်းကို14ပွဲထိမြင့်တင်နိုင်ခဲ့ပါတယ်။ပထမကြောကအတိုင်းပဲတတိကြီးကြီးထားကစားခဲ့တဲ့ပထမပိုင်းပြီးမှာတော့အာဆနယ်တို့ဦးဆောင်ကိုရရှိခဲ့ပါတယ်။လီယန်ဒိုထရော့ဆက်ရဲ့ကန်ချက်ကိုဂိုသမားဂျန်အိုဘလက်ပို့ထုတ်နိုင်ခဲ့ပေမဲ့ပြန်ထွက်လာတဲ့ဘောလုံးကိုဘူကာရိုဆာကာကအမိအယပိတ်သွင်းယူခဲ့တာပါ။ဒါကတညာလုံးမှာအင်ရှင်သေးအတွက်ဂိုးပေါက်တဲ့တခုတီးသောကန်ချက်2ကြိမ်လည်းဖြစ်ခဲ့ပါတယ်။ဒါပြင်ပီရရိုဟင်ကာဘီရဲ့အကောင်းဆုံးဖြတ်တင်ပေးပို့မှုကိုဗီတာယောဂရက်စ်တရဂိုးရှိကနေအပေါ်ထောင်ကန်မိခဲ့တာကြောင့်နှစ်ဂိုးကိုမရှိဖြစ်မဲ့အခွင့်အရေးကိုလွှဲချော်ခဲ့ပါတယ်။ဒါပေမဲ့အက်တလက်တီကိုဘက်မှာယူလီယန်အဲဖရက်နဲ့အန်ဒရက်စတီဂရက်စ်မန်တို့လူသားလဲခဲ့ပြီးတဲ့နောက်ပိုင်းဂိုးသွင်းနိုင်စွမ်းအားနည်းနေတာကြောင့်အဲ့ဒီလွှဲချော်မှုကပွဲရလဒ်ကိုထိခိုက်မှုမရှိခဲ့ပါဘူး။ပွဲစောပိုင်းမှာဒေးဗစ်ယာယာပို့ထုတ်လိုက်တဲ့ဘောလုံးအန်ဒရက်ရှိတဲ့ဇုံထဲကိုရောက်သွားချိန်မှာဒက်ကလန်ရိုက်ကဂျူလီယာနိုစီမီယိုနီကိုအချိန်မီဖျက်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ဒုတိယပိုင်းမှာလည်းဂရက်စ်မန်ရဲ့အားပါတဲ့ကန်ချက်ကိုယာယာကကာကွယ်သွားနိုင်ခဲ့ပါတယ်။တကယ်တော့ယာယာရဲ့ဂိုးပေါက်ကပြင်းပြထန်တဲ့ချိန်ချောက်ခံရတာမျိုးတိတ်မရှိခဲ့ပဲပွဲနောက်ပိုင်းမှာလူသားဝင်လာတဲ့အလက်ဆန်နာဆော်လော့ရရှိခဲ့တဲ့အကောင်းဆုံးခွင့်ရမှာလေသူကိုယ်တိုင်ပဲလွှဲချော်ခဲ့တာပါအခုဆိုရင်ပရီးမီးယားလိဇီယာထိပ်ကအာဆင်တင်ကမေလ30ရက်နေ့ဘူဒါပက်စ်မှာကစားမဲ့ဘောလူပွဲမှာ PSG ဒါမှမဟုတ်ဘိုင်ယန်မြူးနစ်တင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်အခွင့်အရေးကိုအမေရဆုပ်ကိုင်နိုင်ခဲ့တဲ့လူးဝစ်ကယ်လီမေကေအာတီတာရဲ့ပွဲထွက်လူစဉ်ထွက်ပေါ်လာချိန်မှာလူးဝစ်ကယ်လီပါဝင်လာတာကအကြီးမားဆုံးအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်ဒီလူငယ်လေးကပြီးခဲ့တဲ့ဘက်ကဖိုလန်နဲ့ပွဲမှာကွင်းလည်လူဖြစ်ကစားခဲ့တဲ့ခြေစွမ်းကြောင့်မာတီဆိုပီမန်နီရဲ့နေရာမှာပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီးဒါဟာတီရာရီအော်နယ်ရီကိုလည်းသဘောကျစေမယ့်ဆုံးဖြတ်ချက်မျိုးဖြစ်စေခဲ့ပါတယ်။လူးဝစ်ကယ်လီကလာမယ့်ရာသီအတွက်ဒါဟာသူ့ရဲ့နေရာတစ်ဖြစ်လာနိုင်တယ်ဆိုတာကိုပြသသွားခဲ့တယ်လို့အော်နယ်ရီကတနင်္လာနေ့မှာချီးကျူးခဲ့တယ်လို့အာတီတာကလည်းအဲ့ဒါကိုသဘောတူပုံရပါတယ်။သူကဒက်ကလန်ရိုက်နဲ့အတူကွင်းလယ်မှာတွဲဖက်ပြီးရီကာဒိုကာလာဖီယိုရီအတွင်းထဲဝင်ကစားတဲ့ကစားကွက်ထဲမှာလွတ်လွတ်လပ်လပ်နဲ့ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။ကွင်းထဲမှာအင်္ဂလန်နီးပြသောမတ်တူဝဲကိုရိုင်းလာရောက်ကြည့်ရှုနေတာကိုလည်းလူးဝစ်ကယ်လီသတိမထားမိပဲမနေနိုင်ပါဘူး။အရင်ကတော့ဘယ်နောက်ခံလူနေရာမှာတခြားသူတွေရှိနေတာကြောင့်သူ့အတွက်ကဘာပလားအိမ်မက်ကဝေးကွာနေတယ်လို့ထင်ရပေမဲ့တူဟဲရဲ့ခြေသွမ်းမမှန်နဲ့အဆင့်မြင့်ကစားနေတဲ့သူတွေအတွက်တကားကအမြဲဖွင့်ထားပါတယ်ဆိုတဲ့စကားကသူ့ကောင်းထဲမှာရှိနေမှာပါသူဒုတိယပိုင်းမှာလူသားလဲခံရချိန်မှာရရှိခဲ့တဲ့ဘရိတ်သက်တွေရဲ့လက်ခုပ်တံတွေကတကယ်ကိုကျဲလောင်လွန်ပါတယ်အာဆနယ်တို့ဂိုးပေါက်ရှာနိုင်ခဲ့ပြီးဂန္နာတို့ကသူတို့ဘာကိုရင်ဆိုင်ရမလဲဆိုတာကောင်းကောင်းသိထားပါတယ်စနစ်တကျရှီလိုမီဇွဲကောင်းလာတဲ့အက်တလက်တီကိုအသင်းကိုဖောက်ထွက်ဖို့စိတ်ရှည်ရမယ်ဆိုတာသူတို့သိပါတယ်တင်းမာတဲ့ပထမ44မိနစ်ပြီးမှတော့သူတို့အတွက်အခွင့်အရေးရောက်လာခဲ့ပါတယ်ယောဂရက်စ်ကနောက်တန်းကိုထိုးပေါက်ပြေးထွက်ပြီးဂိုသမာအော်ဘလက်ကိုရှေ့ထွက်လာအောင်ဆွဲဆောင်ခဲ့ပါတယ်။သူ့ရဲ့ဖြတ်တင်ဘောကဟန်ကိုနဲ့ထီပြီးဂိုးရိုင်နာကထရော့ဆက်စီကိုရောက်သွားခဲ့ပါတယ်။ဘယ်ဂျန်သားရဲ့ကန်ချက်ကလမ်းကြောင်းနဲ့ငယ်ပြောင်းပြီးအော်ဘလက်ပုတ်ထုတ်လိုက်ချိန်မှာနိုနိုကြကြရှိနေတဲ့ဆာကာကအနီးကပ်ပိတ်သွင်းယူသွားခဲ့တာပါ။ငိန်တက်နေတဲ့ဗေယာပုံမှန်အတိုင်းပဲဗေယာကစစ်ဆေးစရာဆုံးဖြတ်ချက်တွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဗေယာဟာဒိုင်လူကြီးကိုကွင်းဘေးကမော်နီတာစီသွားကြည့်ဖို့အကြောင်းမကြားခဲ့ပါဘူး။ပထမပိုင်းမှာဂရစ်မန်ရဲ့ဖိအားပေးမှုကြောင့်ထရော့ဆက်လဲကျခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးဒုတိယပိုင်းမှာတော့အက်တလက်တီကိုဘက်ကပယ်နယ်တီတောင်းဆိုမှုတွေရှိခဲ့ပေမဲ့ဂါဘရီယယ်ကစီမီယိုနီကိုဖျက်ထုတ်ရမှာဘောလုံးကိုအရင်ထိခဲ့တယ်လို့သတ်မှတ်ခဲ့တယ်လို့ကာလာဖီယိုရီကဂရစ်မန်ကိုအေရီယာထဲမှာထိခိုက်မိခဲ့တာကလည်းအစောပိုင်းကဂါဘရီယယ်ကိုပြစ်ဒဏ်ကျူးလွန်ထားတာကြောင့်ကံကောင်းခဲ့ရတာပါယောဂရက်ရဲ့ကောင်းကွက်နဲ့ဆိုးကွက်ယောဂရက်ကအာဆနယ်တိုက်စစ်ကိုဦးဆောင်ဖို့လုံလောက်ရဲ့လားဆိုတဲ့ညှင်းခုန်မှုတွေကဆက်ရှိနေအောင်မှာဖြစ်ပေမဲ့သူ့ရဲ့အားသာချက်တွေကတော့ဒီနေ့မှအထင်ရှားပါပြီဆွေဒင်တိုက်စစ်မှုကဟင်ကာဘီရဲ့ပေးပို့မှုကနေနှစ်ဂိုးကိုမရှိဖြစ်မဲ့အခွင့်အရေးကိုလွဲချော်ခဲ့တာကြောင့်သူဟာတင်းငယ်လေးတွေနဲ့ပဲဂိုးသွင်းနိုင်တာလို့ဝေဖန်သူတွေအတွက်အချက်လက်တစ်ခုပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အာတီတာကတော့သူ့တိုက်စစ်မှုရဲ့တကွင်းလုံးလွှမ်းမိုးနိုင်မှုကိုသဘောကျမှသိကြပါပဲ။အက်တလက်တီကိုလိုကျန်းတဲ့အသင်းမျိုးနဲ့ဆိုရင်သူ့ရဲ့တောင်တင်းတဲ့လူကောင်ကတကယ်လိုအပ်နေတာပါ။ဆာကာရဲ့ဂိုးရဖို့အတွက်လည်းသူနောက်တန်းထဲကိုပြေးဝင်ဖိအားပေးခဲ့တာကအဓိကဖြစ်ခဲ့ပါတယ်။ Sporting Lisbon ကစားမဟောင်းကအဆုံးသတ်ပိုင်းမှာလိုအပ်ချက်တွေရှိနေသေးပေမဲ့ဂိုင်ဟာဘက်မပါနိုင်တဲ့အချိန်မှာအသင်းအတွက်အသုံးဝင်တဲ့အရေးချင်းတွေအများကြီးရှိနေပါသည်။ကွဲပြားခြားနားတဲ့ကစားဟန်ဒါပြီးခဲ့တဲ့ဘက်ကဘိုင်ယန်နဲ့ PSG တို့ရဲ့အပြန်အလှန်ဂိုးသွင်းခဲ့တဲ့ပွဲမျိုးနဲ့လုံးဝကွဲပြားပါတယ်။အာဆနယ်နဲ့အက်တလက်တီကိုတို့ကမတူညီတဲ့ဘောလုံးကစားဟန်တွေကိုအသုံးပြုကြတာကြောင့်ဘောလုံးပွဲမှာလည်းကစားဟန်ချင်းတိုက်ပွဲဖြစ်လာမှာပါ။မေလ30ရက်နေ့ဟန်ကယ်ရီမှာတော့အာဆနယ်ကသူတို့ရဲ့ကိုယ်ပိုင်ကစားဟန်ကိုပြိုင်ဘက်ပေါ်တက်ရောက်အောင်ကြိုးစားရပါလိမ့်မယ်။ဘောလုံးနဲ့ဒုတိယကြော့ပွဲမှာဘယ်သူပဲနိုင်ဘောလုံးပွဲမှာတော့သူတို့ကရေပန်းစားနေမှာပါ။ဒါပေမဲ့ပရိသတ်တွေကိုအံ့ဩအောင်မလုပ်နိုင်ခဲ့ပေမဲ့စီကန်စနစ်ကြမှုဇွဲလုံးလားနဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေအပြည့်ရှိနေတဲ့အာဆနယ်တင်းကိုရှော့တွက်လို့တော့လုံးဝမရပါဘူး။
အာဆနယ်တင်းနဲ့ဒီလာထဲမှာပရီးမီယာလိနဲ့ချန်ပီယံလိဖလားနှလုံးအောင်မြင်မှုကိုရယူနိုင်ခဲ့ရင်ပြည်တွင်ဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးသောစွမ်းဆောင်ရည်ဖြစ်လာလိမ့်မယ်လို့ဖော်လ်မာဆင်ကခံမှန်းလိုက်ပါသည်ကျွန်တော်တခုပြောမယ်အကယ်၍အာဆနယ်တင်းနဲ့ဒီလာထဲမှာပရီးမီယာလိနဲ့ချန်ပီယံလိကိုသာအနိုင်ရခဲ့မယ်ဆိုရင်ဒါအပြည်တွင်ဘောလုံးသမိုင်းမှာကျွန်တော်တို့မြင်တွေ့ခဲ့ရသမျှအကြီးကျယ်ဆုံးသောအောင်မြင်မှုဖြစ်လာပါလိမ့်မယ်ဒါကိုကျွန်တော်အစစ်မှန်ယုံကြည်ပါသည်မန်စီးတီးရဲ့ရမှတ်100ရာသီထက်ရောမန်ယူနဲ့မန်စီးတီးတို့ရဲ့ဖလားသုံးလုံးအောင်မြင်ခဲ့တဲ့ရာသီတွေထပ်ပါပိုပြီးတာလုံးနဲ့အောင်မြင်မှုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်တခြားဘယ်အောင်မြင်မှုနဲ့မှရှင်လို့ရမှာမဟုတ်ပါဘူးဖလားလက်မဲ့ဖြစ်နေခဲ့တဲ့ကာလရှည်ကြီးပြီးမှဒီပြိုင်ပွဲတစ်ခုစလုံးကိုအနိုင်ရတာကထူးခဲ့တဲ့စွမ်းဆောင်ရည်ဖြစ်လာမှာပါအရင်ကဘယ်သင်းကမှဒီလိုမျိုးမလုပ်နိုင်ခဲ့ဘူးပါဘူးတကယ်ကိုဘယ်သူမှမလုပ်နိုင်ခဲ့တာပါလို့ပြောကြားခဲ့ပါတယ်အာဆနယ်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်ကပယ်နယ်တီတောင်းခဲ့တဲ့ဖြစ်ရပ်ပေါ်တီယာရီအော်နယ်ရီကသုံးသပ်ခဲ့ပါတယ်ဒီဖြစ်ရပ်ကိုအနေပြခွင့်နဲ့တေချာပြန်ကြည့်မယ်ဆိုရင်ထိတွေ့မှုရှိတာကိုမြင်ရပါလိမ့်မယ်ဒါကိုကျွန်တော်တို့လစ်လူရှုလို့မရပါဘူးတကယ်မေကွန်းကပယ်နယ်တီရဖို့အတွက်သူကအဲ့ဒီလိုလဲကျသွားဖို့လိုသလားဆိုတာပါကျွန်တော်တော့မလိုပါဘူးဒါပေမဲ့ဘောလုံးပွဲတွေကအများတန်းအဲ့ဒီတိုင်းဖြစ်မလာတတ်ပါဘူးဂါဘရီယယ်ကစီမီယိုနီနဲ့ထိတွေ့မှုရှိခဲ့တာအမှန်ပါပဲဧရိယာထဲမှာအဲ့လိုမျိုးလုံးမိပြီဆိုရင်တော့ခင်ဗျားတို့အနေနဲ့အများတန်းစွန့်စားရရောက်ပါရီတချို့ကဒါပယ်နယ်တီပေးဖို့မလုံလောက်ဘူးလို့ပြောကြမှာကိုကျွန်တော်နားလေပါတယ်ဒါပေမဲ့ဒီလိုမျိုးအခြေအနေတွေမှာပယ်နယ်တီပေးခဲ့တာတွေကိုကျွန်တော်တို့အကြိမ်ကြိမ်မြင်မှုပါရီဒါကြောင့်ဟုတ်ပါရီအက်တလက်တီကိုမက်ဒရစ်တို့ကံမကောင်းဘူးလို့ခံစားရနိုင်ပါရီနောက်တနေ့မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားတိုင်လူကြီးတယောက်နဲ့သာဆိုရင်ဒါပယ်နယ်တီဖြစ်သွားနိုင်ပါရီအာဆနယ်ကတော့အဲ့ဒီချိန်မှာကံကောင်းသွားတယ်လို့ပြောရမှာပါဒါကြောင့်လည်းကျွန်တော်တို့ငင်းခုန်နေကြတာပေါ့ဘာလို့လဲဆိုတော့အကယ်၍ပယ်နယ်တီပေးလိုက်ရင်လေဘယ်သူမှအံ့ဩနေကြမှာမဟုတ်တလို့အခုလိုမပေးခဲ့တဲ့အခါမှာလေကျွန်တော်တို့ဒါကိုပဲဆက်ပြောနေကြတာပါပဲလို့ပြောဆိုခဲ့ပါရီချန်ပီယံလိဘောလုံးပွဲတက်လန်းနိုင်ခဲ့တဲ့ပေါ်ဒက်ကလန်ရိုက်ကဘယ်လိုခံစားနေရလဲဆိုတာကိုပွဲပြီးအင်တာဗျူးမှာပြောပြသွားခဲ့ပါရီအခုလောလောဆယ်အသင်းဝင်လဲခန်းထဲမှာတော့ကျွန်တော်တို့ရုံရင်းဆန်ခတ်ဖြစ်နေအောင်ပြောနေကြတာပါဒီပြိုင်ပွဲမှာကျွန်တော်တို့လုပ်ပြခဲ့တဲ့အရာတွေကို short တက်လို့ရမယ်မထင်ပါဘူးကျွန်တော်တို့ဒီအောင်ပွဲကိုပြေဝဂုံပြုခံစားပိုင်ခွင့်ရှိသလိုအားလုံးကလည်းဒီရတာကိုအပြေဝယူသွားကြမှာပါဒီညမှာပရိသတ်တွေကကျွန်တော်တို့ကိုတကယ်ပဲကူညီပေးခဲ့ပြီးအားအင်တွေပေးခဲ့ကြပါရီကျွန်တော်တို့တကူကူမရှိနဲ့ဦးဆောင်နိုင်လိုက်ကလေးကဒီပွဲကိုနိုင်တော့မယ်ဆိုတာကျွန်တော်သိလိုက်ပါရီဒီည Emirates Queen ထဲမှာထူးခြားတဲ့အရာတစ်ခုခုဖြစ်ပျက်နေပြီဆိုတာကိုကျွန်တော်ခံစားမိခဲ့ပါရီဗျပွဲစားကလေးကတကယ်ကိုမယုံနိုင်စရာပါပဲပရိသတ်တွေကကွင်းထဲကိုကျွန်တော်တို့ကိုကြိုးစိုးပုံကတကယ်ကိုစံနမူနာပြပါပဲကျွန်တော်တို့ကလည်းသူတို့ရဲ့အားရင်တွေအတိုင်းအကောင်းဆုံးဖြစ်အောင်ပြန်ကြိုးစားခဲ့ပါရီသူတို့ရဲ့မျက်ဝန်းတွေကဂုဏ်ယူမှုတွေကိုမြင်ရတာတကယ်ကိုကြည်နူးစရာကောင်းပါရီဒီပွဲရဲ့အဆုံးဖြတ်ကိုထူးခြားတဲ့သူတယောက်ကပဲသွင်းယူရမှာဖြစ်ပြီးဘူကာရိုကတော့အဲ့လိုလူမျိုးပါပဲသူကဒီကလပ်မှာရှိတဲ့လူတိုင်းအတွက်ထူးခြားတဲ့သူဖြစ်ပြီးသူကိုယ်တိုင်အနိုင်ကိုသွင်းပေးနိုင်ခဲ့တာကိုကျွန်တော်တကယ်ပဲဝမ်းသာမိပါတယ်လို့ပြောဆိုသွားခဲ့ပါရီဥရောပရဲ့အင်အားကြီးအသင်းတွေဖြစ်တဲ့ဘိုင်ယန်မြူနစ်ရီယယ်မက်ဒရစ်နဲ့အက်တလက်တီကိုတို့လိုအသင်းတွေနဲ့ပွဲမှာ Player of the Match ဆုတွေတောက်လျှောက်ရရှိခဲ့တာကဒက်ကလန်ရိုက်ကကမ္ဘာ့ဆင်ကွင်းလန်လူတယောက်ဆိုတာကိုသက်သေပြသနေတာပါဒက်ကလန်ရိုက်ကိုပေါင်150နဲ့ခေါ်ယူခဲ့တာကအာဆနယ်အတွက်တော့အခုချိန်မှာတကယ်ကိုတန်ဖိုးရှိတဲ့ယင်းနှမြုပ်နှံမှုတစ်ခုဖြစ်နေပါပြီသူကအသင်းရဲ့အင်ဂျင်ဖြစ်ုံနေမကပဲအရေးကြီးတဲ့ပွဲတိုင်းမှာအမြဲတမ်းခြေစွမ်းပြလိရှိတဲ့ဘက်ဂိမ်းပလေယာတယောက်ဖြစ်လာခဲ့ပါပြီဘောလုံးပွဲမှာလည်းသူဒီလိုပုံစံအတိုင်းဆက်ကစားနိုင်မယ်ဆိုရင်အာဆနယ်တို့ဖလားကိုကင်မြောက်နိုင်ဖို့အခွင့်အရေးအများကြီးရှိနေပါပြီဘူကာရိုဆာကာကလည်းပွဲပြီးအင်တာဗျူးမှာခင်ဗျားကကျွန်တော်တို့ရဲ့အောင်ပွဲခံမှုကိုနှောက်ယှက်နေတာပဲဗျာဟုတ်ပါတယ်အခုလိုအနေထားမျိုးရောက်နေတဲ့အချိန်မှာ PR တွေမရှိဘူးဆိုတော့မဖြစ်နိုင်ပါဘူးလူတွေကခင်ဗျားအကြောင်းပြောဆိုဝေဖန်တာမျိုးမရှိအောင်ဘယ်လိုလုပ်တားဆီးနိုင်ပါလဲကျွန်တော်တို့ဘက်ကဒါတွေကိုဂရုမစိုက်ပဲကြော်ဖြတ်နိုင်ခဲ့ဖို့ပဲလိုတာပါအခုတော့ကျွန်တော်တို့ဒါကိုလုပ်ပြနိုင်ခဲ့ပြီဖြစ်ပြီးချန်ပီယံလိဘောလုံးပွဲစီရောက်ခဲ့ပါပြီလို့ပြောကြားခဲ့ပါရီဟိုဆေမော်ရီဟိုကအာဆနယ်တင်းပေါ်ဝေဖန်မှုတွေကိုတုံ့ပြန်ပြီးအက်တလက်တီကိုမက်ဒရစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကခန်းနာရီရဲ့ကစားပုံကိုချီးကျူးလိုက်ပါတယ်ကျွန်တော်ပုံမှန်လင်းလင်းပဲပြောရပါလိမ့်မယ်အမှန်တရားကိုပဲကျွန်တော်ပြောမှာပါဒီလပိုင်းတွေမှာ TV ပေါ်ကကျွမ်းကျင်သူလို့ကိုယ့်ကိုခေါ်နေကြတဲ့သူတွေကအာဆနယ်ဟာပြင်းမှုကောင်းတယ်လို့ပြောနေကြတာကိုကျွန်တော်နားထောင်ခဲ့ရပါတယ်မေခေးကလက်တွေ့ဆန်လွန်သွားပြီးခံစစ်ပဲပိတ်ကစားတော့တယ်လို့သူတို့ကပြောကြပါရီဒါကြောင့်ဒီညမှာတော့ကျွန်တော်ကိုယ်တိုင်ကြီးဖို့ဆုံးဖြတ်ခဲ့ပါရီကျွန်တော်မျက်စိနဲ့တွေမြင်ကျင်လို့ပါအခုတော့ကျွန်တော်အံ့ဩသွားမိတယ်လို့ပြောရပါမယ်ဒါပေမဲ့သူတို့ရဲ့ခံစစ်ကြောင့်အံ့ဩတာမဟုတ်ဘူးသူတို့ရဲ့ကစားကွက်အမှုပညာကြောင့်အံ့ဩတာပါသူတို့ဘောလုံးပေးဖို့လှုပ်ရှားပုံတွေတိုက်စစ်စင်ပုံတွေနဲ့ပေးပို့မှုတိုင်းမှာပါဝင်တဲ့ယုံကြည်မှုတွေကအစင်းမြင့်ဘောလုံးကစားနေပါပဲသူတို့ပွဲကိုဖတ်ပုံနဲ့ကွင်းထဲကနေရာလွတ်တွေကိုအသုံးချပုံတွေကိုကြည့်ရင်တကယ်ကိုအံ့မခန်းပါပဲလူတွေကဘာစီလိုနာအကြောင်းပြောကြပေမဲ့ကျွန်တော်တို့ခုပြောပြစီသူတို့အကောင်းဆုံးအချိန်မှာတော့အခုအက်တလက်တီကိုအသင်းကိုချန်ပီယံလိမှာဒီလိုရှင်နိုင်မှာမဟုတ်ပါဘူးအသက်ရှူကျသွားပါလိမ့်မယ်ဒါပေမဲ့အာဆနယ်ကတော့ဒါကိုလုံးပြနိုင်ခဲ့ပါရီသူတို့ကကိုပိုင်ဟန်နဲ့အက်တလက်တီကိုရဲ့ခံစစ်ကိုဖောက်ထွက်နိုင်ခဲ့ပါရီဘယ်သူဘာပြောကျွန်တော်ဂရုမစိုက်ဘူးဝေဖန်သူတွေကိုလည်းဂရုမစိုက်ပါဘူးကျွန်တော်တို့လောလောဆယ်မှာဒါဟာကမ္ဘာအကောင်းဆုံးအသင်းပါပဲရှင်းရှင်းလေးပါပဲသူတို့ကဒီဘောလုံးပွဲကိုတက်လန်းဖို့ထိုက်တန်တယ်လို့ဖလားကိုကင်မြောက်ဖို့လည်းထိုက်တန်ပါရီခင်ဗျားတို့ကဒီလောက်ထိနှလုံးသားအပြည့်နဲ့နေစနစ်ပိုင်းစီကံပြည့်နဲ့ကစားနိုင်ပြီဆိုရင်ခင်ဗျားတို့ကထိတ်ဆုံးကိုရောက်နေပါပြီကျန်တာတွေကတော့အဖို့စကားတွေပါပဲလို့ပြောကြားသွားခဲ့ပါရီဟုတ်ကဲ့ပါအခုလိုမျိုးသတင်းတူတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ
ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။